အဲ့ဒါအားပေးခဲ့တယ်နော်အဲ့တော့လေသူကကိုယ့်တော့နတ်သမီးလေးတစ်ပါးလိုပါပဲ ငါတို့နေရောက်ထွန်းအမတ်တရားနေပေါ်ကွယ်နည်းနည်းလေးမှသမီးလိုမ ချောကလက်ပန်းနော်အားပေးလာမယ်ဘာရှိမလို့ထင်တယ် ဟောမသိဘူးရှင် အဲ့ခံမှန်းကြည့်ပါလား surprise ဆိုတော့လက်ခံမှန်းကြည့်ပါ ခံမှန်းတတ်ဘူးဘာမှလည်းမပြောထားဘူးလေ မပြောထားဘူး သူကဒီမှာ6ကလက်သူလာကျွေးမယ်အဲ့လိုတော့ပြောထားတယ်တခြားဘာမှမပြောဘူး ဟောဒါငွေသား9သိန်း ဟုတ်ကဲ့ရှင် ပေးတဲ့သူရောသိလား အော်သိပါတယ် သိလား အာ ပေးတဲ့သူကတော့ပြောပြထားဆိုသိရပါတော့သူကအမှားစကားလေးပါလိုက်ပါလားရမ်းချစ်ရပါတော့မမကြီးတဲ့အများကြီးချစ်တာမို့အဆက်ဆက်ရဂယူးဆိုင်ပါနော်တဲ့ရှစ်နှစ်တာလုံးရစ်သမျှအပြုံးမပြတ်တဲ့မမကိုတဲ့ထာဝရချစ်နေမယ်နော်တဲ့အများကြီးချစ်တာမို့အဆက်ဆက်ရဂယူးဆိုင်ပါနော်တဲ့ဂျာတိဥရုကလည်းအေးလာပြီးမို့နွေးနွေးထွေးထွေးနေပါတဲ့အေးမိနှာစီချောင်းစိုးကစဂယူးဆိုင်နော်တဲ့ချစ်ရတဲ့မမရဲ့ခလေးလေး ဟုတ်ကျေးဇူးတင်ပါတယ် ဘယ်ရလဲ ဘကိုးက ကောင်းလေးလား ကောင်းမလေးပါ ကောင်းပါလေးလားဩကောင်းပါလေးချင်းချင်းပေါ့ ဟုတ်ကဲ့ပါ အဲ့တော့ဘာလေးပြောချင်သေးလဲ အော်ဘယ်လိုခေါ်မလဲဟိုကျေးဇူးအများကြီးတင်ပါတယ်လို့နောက်ပြီးတော့ဟုတ်တယ်ဟိုမသိဘူးလေဒီလိုမျိုးတွေသူလာမယ်ဆိုတော့သူ့ကိုပဲမြင်ရောနေ ဩဝမ်းနေဝမ်း ဟိုကလေဟိုကျေးဇူးတင်ပါတယ်ဟိုကအများကြီးလည်းချစ်ပါတယ်လို့နော်ဟိုကို့အခက်ခဲဘလို့အခက်ခဲမျိုးပဲကြုံလေအများတန်းအားပေးခဲ့တယ်နော်အဲ့တော့လေသူကကိုယ့်တော့နတ်သမီးလေးတစ်ပါးလိုပါပဲလို့နော် ဟုတ်ကဲ့ပါဟုတ်ဘာမှတွေ့တာလဲဘာမှတွေ့တာလဲ ဒီလိုပဲ line ကို Facebook မှာတွေ့ခဲ့တာ ဖေးပါ ပါ ပြီ ပြီ ရှ ရှင် င် ဟု ဟုတ် တွင်းလာလဲ10နှစ်တောင်ရှိပြီနော် ဟုတ်ကဲ့10နှစ်ရှိပါပြီ လုံးဝချစ်စစ်ပြီနော်10နှစ်တောင်ရှိပြီဟုတ်ကျေးဇူးပါအမ ဟုတ်ကျေးဇူးပါသူ့ကိုမှာချင်တာတော့သူလည်းကျမ်းမာရေးဂရုစိုက်ပါဟောပေါ့နော်ဟိုကျမ်းမာရေးလူမှုရေးစီးပွားရေးအရာရာအဆင်ပြေပါစေလို့မမကိုလည်းဒီချက်ပို့ပြီးချင်ပါစေ ဖြူစုံနေအဖြစ်မိမတမ်းတော်မယ်